ကျမတို့မြန်မာလူမျိုးတွေကရိုးရာနတ်ဝိညာဉ်တွေကိုအလွန်မင်းကြောက်ရွံ့ရိုသေကိုးကွယ်ခဲ့ကြတာသင်တို့သတိထားမိကြမယ်ထင်ပါတယ်ဒီဘက်ခေတ်အထိလူတွေသွေးပြတ်မတက်ကြောက်ရွံ့ရိုသေရတဲ့နတ်ဝိညာဉ်တွေကိုနောက်ွယ်ရနေစနစ်တကျကျိုးဆွဲပြီးသူ့ရဲ့အာဏာဇက်အောက်ကိုရအောင်သိမ်းသွင်းခဲ့တဲ့ပဂတိကျိုးဆွဲရှင်တယောက်မြမသမိုင်းမှာရှိခဲ့ဦးပါတယ်သူကတော့ပကံခေတ်အင်ပါယာရဲ့ဧကရစ်အနော်ရထာမင်းကြီးပဲဖြစ်ပါတယ်ဒီနေ့မှာအနော်ရထာမင်းရဲ့ထိန်းချုပ်ကျိုးဆွဲခြင်းခံခဲ့ရတဲ့အတွင်း38မင်းနဲ့တိုင်းပြည်အနှံ့ခြေဆက်နေတဲ့အပြင်38မင်းတို့ရဲ့နောက်ွယ်ကလှုပ်ဝက်စမ်းကြဲတဲ့နိုင်ငံရေးစိတ်ပညာအကြောင်းကိုအသေးစိတ်ဖော်ထုတ်သွားမှာဖြစ်ပါတယ်ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ပကံခေတ်ဦးကာလတော့ကမြန်မာပြည်သူတွေရဲ့စိတ်ဓာတ်တွေကမကောင်းဆိုးဝါးတွေစုံးကဝေတွေနှမျိုးစုံတွေပေါ်အလွန်အမင်းဆွဲလန်းကြည့်ပြီးကိုးကွယ်နစ်မွန်းနေခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီခေတ်ကလူတွေကကိုးကွယ်ရအစစ်မှန်အောင်မသိကြဘဲနဲ့တောဆောင်နဲ့တောင်ဆောင်နဲ့တရားအစတေဆုံးသွားတဲ့ဝိညာဉ်ဆိုးတွေကိုပါနတ်အဖြစ်တင်မြောက်ပြီးကိုးကွယ်ခဲ့ကြတာပါဒါတိုင်းပြည်ရဲ့စီးလုံးညီညွတ်မှုကိုပြပြားစေုံနဲ့မကဘဲနဲ့ပြည်သူတွေရဲ့စိတ်ဓာတ်တွေကိုပါအမှောင်ဖုံးလွှမ်းစေခဲ့ကြတာပါအဲ့ဒီအချိန်မှာအနော်ရထာမင်းကတိုင်းပြည်ကိုစီးလုံးညီညွတ်စေခြင်းလို့နဲ့သာသနာတန့်စင်စေခြင်းလို့ဆိုပြီးတော့ဒီနတ်ရုပ်တွေအကုန်လုံးကိုတိုင်းပြည်နေရာအနှံ့အပြားလိုက်လံရှင်းလင်းထိန်းချုပ်ကဥပဒေနဲ့ပါပြက်ပြက်တသားပိတ်ပင်ခဲ့ပါတယ်ဒါပေမဲ့ရလဒ်ကတော့မအောင်မြင်ခဲ့ပါဘူးပြည်သူတွေကအမှောင်ထုတွေတောနက်တွေထဲမှာပါတိတ်တဆိတ်ဆက်လက်ဖုံးကွယ်ပြီးတော့ကိုးကွယ်နေကြတုန်းဖြစ်ပါတယ်အဲ့ဒီကိုးကွယ်ယုံကြည်မှုတွေကိုဥပဒေနဲ့ပိတ်ပင်လို့မရတဲ့နောက်ဆုံးအနော်ရထာမင်းကသူ့ရဲ့ကြောက်စရာကောင်းလွန်းလှတဲ့ dark psychology view ဟာကိုစတင်လိုက်ပါတော့တယ်သူ့ရဲ့ခံယူချက်ကငါမှတားလို့မရရင်ငါလက်အောက်ထဲအကုန်သိမ်းသွင်းမယ်ဆိုတာပဲဖြစ်ပါတယ်ဘယင်းကနတ်ကိုးကွယ်မှုကိုလုံးဝအမြင့်ပြတ်အောင်မချေမှုန်းတော့ဘဲနဲ့သူတို့ရဲ့စွမ်းအားတွေအကုန်လုံးကိုဘယင်းအာဏာဆက်အောက်မှာပဲရှိနေစေဖို့အတွက်ပါနတ်တဲ့စိတ်ပညာထောင်ချောက်တစ်ခုကိုဖန်တီးခဲ့ပါတယ်ဘယင်းကတိုင်းပြည်အနှံ့ကပြည်သူတွေကိုကိုးကွယ်သမျှနတ်ရုပ်တွေတိုင်းအကုန်လုံးတိမ်ကျုံစုဆောင်ပြီးတော့ရွှေစည်းကုံစီတီတော်ကြီးရဲ့တတိုင်းအတွင်းထဲကိုတင်းအဓမ္မထည့်တွင်းခိုင်းมาတော့တယ်ကိုးကွယ်ခွင့်တွေကိုပိတ်ပင်မဲ့အစားကိုးကွယ်ရမယ့်နေရာအသီးသီးကိုဘယင်းကစတင်တတ်မှတ်ပြီးထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီနေရာမှာကြည့်ရှုသူတို့တည်တည်ချာချိတ်ဆက်မိဖို့အတွက်တိကိုတိထားတဲ့သမိုင်းဖြစ်ရမှန်တစ်ခုရှိရနော်မြန်မာတွေရဲ့နတ်သမိုင်းမှာအတွင်း38မင်းအပြင်38မင်းဆိုပြီးတော့နှစ်မျိုးကွဲပြားနေတာဖြစ်ပါတယ်မူလကမြမရိုးရာမှာပြည်သူတွေအဓိကကိုးကွယ်တဲ့နတ်တွေက36ပါးပဲရှိခဲ့တာပါအနော်ရထာမင်းကဗုဒ္ဓဘာသာရဲ့သာသနာဆောင်နတ်ဖြစ်တဲ့တရားမင်းကိုထိတ်ဆုံးမှနေရာချထားလိုက်ပြီးကျန်တဲ့ရိုးရာနဲ့36ပါးကိုဖျားရဲ့အောက်တရားမင်းရဲ့အောက်မှာလက်အုပ်ချီဒူးထောက်နေတဲ့ပုံစံမျိုးတွေနဲ့ရွှေစည်းကုံဖျားဝန်းထဲမှာစနစ်တကျယာရုချပြီးနေရာပေးခဲ့တာဖြစ်ပါတယ်ဒါကိုဘယင်းအာဏာဇက်အောက်ကအတွင်း38မင်းလို့ခေါ်ဆိုထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ဘယင်းအမိန့်ကိုမနာခံပဲဖျားဝန်းနဲ့မဝင်ရောက်ခဲ့တဲ့နတ်တွေတိုင်းပြည်အနှံ့နေရာအရရက်ကတောတောင်တွေအခြားဒေသကမတရားတက်ခံလိုက်ရတဲ့ထပ်တိုးလာတဲ့နတ်ဝိညာဉ်တွေကိုတော့အပြင်38မင်းလို့သတ်မှတ်ခဲ့ကြပါတယ်ဘယင်းရဲ့လှည့်ကွက်ကတကယ်ကိုပါနှက်လွန်းတယ်မင်းတို့နတ်ကိုးကွယ်ချင်တာလားရတယ်ဖျားဝန်းထဲကိုလာကိုးကွယ်ဒါပေမဲ့ဖျားဝန်းထဲရောက်လာရင်တော့မင်းတို့ကိုးကွယ်တဲ့နတ်တွေဟာဖျားရဲ့အောက်ငါရဲ့အာဏာဇက်အောက်မှာပဲရှိတယ်ဆိုတာကိုပြည်သူတွေရဲ့စိတ်ထဲဆွဲဝါအောင်နတ်ဝိညာဉ်တွေကိုပါနောက်ွယ်ကနေတစ်ဖက်လက်နဲ့ကြိုးဆွဲပြလိုက်ခြင်းပဲဖြစ်ပါတယ်ဖျားဝန်းထဲကအတွင်း38မင်းကိုစနစ်တကျနေရာချထားပြီးတိုင်းပြည်ရဲ့အာဏာကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာပြသခဲ့တဲ့နော်ရထာမင်းရဲ့ view ဟာတော့တကယ်ကိုရင်သက်ရှုမောပဲဖြစ်ပါတယ်သူကပြည်သူတွေရဲ့ယုံကြည်မှုကိုအကျဉ်းဖက်မဖြတ်စည်းပဲနဲ့သူ့ရဲ့ယုံကြည်မှုကိုပဲဘယင်းနိုင်ငံရဲ့အကျိုးမြတ်အတွက်အသုံးချသွားတဲ့ကမ္ဘာအစစ်မီ mastermind တယောက်ပဲဖြစ်ပါတယ်ယနေ့ထက်တိုင်းရွှေစည်းကုံဖျားဝန်းထဲကနတ်ရုပ်တွေတိုင်းမှာအနော်ရထာမင်းရဲ့စိတ်ပညာ view ဟာဘလောက်အစွမ်းထက်ခဲ့ရဲဆိုတာကိုတက်တည်ပြနေစေဖြစ်ပါတယ်ဒီလိုမျိုးမြမသမိုင်းရဲ့နောက်ွယ်ရလှုပ်ဝက်ချက်တွေနဲ့စိတ်ပညာလှည့်ကွက်တွေကိုဆက်လက်ကြည့်ရှုဖို့
ကျမတို့ရဲ့ Puppeteer Documentary Channel လေးကိုအခုပဲ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်။